အမှလှုပ်ပြီးသွားတဲ့အချိန်ဒီကိုလူကမယုံတင်ငါဖြစ်ဘလို့ဖြစ်နေမှမသိငလင်းနေပြင်မှာဘလောက်ပဲလှုပ်လို့ပါဒီကောင်လေးကတော့မသိပါဘူးဒီကောင်လေးကပျော်နေကြကျွန်တော်ဒီနေ့ကတော့တစ်ပတ်ကို3ရက်ပေါ့နော်တင်းနှင်းလိုက်ပို့ရလို့ပေါ့အမှန်ဆိုတင်းနှင်းတပို့ပါတယ်ဘောလုံးတင်းနှင်းတပို့ပါတယ်ဘောလုံးတင်းနှင်းတော့ကျွန်တော်ငယ်ဟောကြောက်ပေါ့နော်အဲ့လိုမျိုးတင်းနှင်းနေအသိမရှိကြအောင်လीနော်အဲ့လိုမျိုးကြတော့ကျွန်တော်ရက်ွက်ထဲမှာပဲကန်ရတော့ရက်ွက်ထဲမှာကန်ရတော့မှပဲဖနက်တွေပိုင်းတော့မပြေဆုံးတည်ရမလားဘာလို့ကြိုပြီးကန်ရတာလို့နေထားဒါရဒီလမ်းနေရကျွန်တော်ငယ်ဟောဘောလုံးကန်တဲ့လမ်းနေအိမ်ယာကြီးအိမ်ယာမှာကျွန်တော်အဲ့လိုညနေဆောင်ပြီးဆိုဘောလုံးကန်ညာအဲ့လိုဟာမှာဒါကြောင့်ငယ်ဟောဘောလုံးကန်နေပတ်ပေါ့နော်အဲဒီလိုလမ်းနေပေါ့အဲ့လိုမျိုးဒီအဲ့နေရာမှာပဲအခုသွားနေတဲ့လမ်းနေရာမှာပဲကျွန်တော်ကန်ကြအဲ့လိုမျိုးငယ်ဟောပေါ့အခုဘောလုံးတင်တဲ့တော့ပို့အဲ့ဘက်ကနေသွားတာကျွန်တော်ငယ်ဟောဗျာအဲ့လိုပဲရက်ွက်ပတ်ကန်ပြီးတော့ဗျာအဲ့လိုနည်းနည်းအသက်ကြီးလာတော့တဲကွင်းတွေပါကန်အဲ့လိုမျိုးပါပဲအဲ့လိုကန်ရင်းနေပဲပြီးအခုကြောင့်လုံးဝမကန်ပြတော့တော်တော်ကြာပြီတော်တော်ကြာပြီဘလောက်တွေပွင့်အများကြီးကျအခုသွားနေတဲ့လမ်းတွေကလည်းအရင်တော့ဘောလုံးတော့ကန်သွားနေကြလမ်းတွေအဲလမ်းတွေရောလမ်းလျှောက်ရတော့ဗျာတည်မှာလမ်းမလျှောက်ရင်တော့နင်းနဲ့ဖိနေသွားပေါ့နင်းနဲ့စပိန်နဲ့သွားရတာပေါ့အဲ့လိုနေထားအမှအဲခုံးယူတက်တော့မယ်ဆိုရင်စိတ်ပြက်တာအဲ့လိုမျိုးနင်းနဲ့ဖိနေသွားရတာဆိုအရင်ကဆိုသွားတာပဲဗျာတည်မှာဟိုအဲ့လောက်ထိတော့ခံစားချက်တော့မရှိဘူးဗျာဒီခုံးနေဆိုလက်တက်ပြီးနေသွားတာပဲဟိုကတော့အေးဆေးပါပဲငယ်တော့အချိန်ဆိုတော့အဲ့လိုပဲပေါ်လိုက်စုပြီးသွားကြအခုတော့ဒီမှာကွင်းရှိကိုရောက်ပါပြီတဲဝင်မှတော့မယ်ကျွန်တော်ဒီနေ့ရောက်တာနောက်ကျဆိုတော့ကွင်းထဲမှာဘူးမှမရှိတော့ဆိုတော့မြင်တော့သွားထဲမှာလေ့ကျင့်ငယ်လုံးနေပြီထင်တာပဲပေါ့နော်အဲ့လိုမျိုးပါပဲဟိုဘက်မှာပါကွင်းရတော့ကျွန်တော်ခုဆိုရင်တော့ကွင်းထဲကိုဝင်ပါပြီရောက်ပါပြီငယ်ကတော့ဘောလုံးကန်လာဗျာအဲ့လိုမျိုးတည်းမှာဖက်နှက်တွေပါရင်လည်းမဟုတ်တော့ဗျာတကယ်တမ်းပြိုင်ပွဲတွေပေါ့နော်အဲ့လိုအဆင့်နည်းနည်းမြင်လာတဲ့အချိန်တွေမှာပြိုင်ပွဲတွေတော့ကန်တဲ့ခါမှာပေါ့နော်အမျိုးမှလက်တီတာတော့ပေါ့မှာဆိုကန်တဲ့ခါမှာလူဖက်နှက်တွေနဲ့ကန်တဲ့ခါမှာလုံးဝဗျာတီတာဟိုဖြစ်သွားတယ်ဟိုမကန်တတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးအရင်ကစ်ထွက်တယ်ဆိုရင်ကစ်မထွက်တော့အဲ့လိုပုတ်တီချော်ဘူးပေါ့နော်အဲ့လိုမျိုးကျင်သားကြီးဖြစ်ကုန်တော့ပေါ့နော်အခုမှလည်းအဆင်ပြေလို့ပြောလို့ရအဲ့တော့ခုကလေးအနေနဲ့ပေါ့နော်ဒီလိုမျိုးအားကစားရေးလုပ်တာကောင်းတယ်ပြီးတော့ပြီးသူတို့အနေနဲ့လို့ကျင်သားတစ်ခုရတယ်ပဲတဲ့ဖက်နှက်တွေပါထီတွေမျိုးစုံမျိုးသူတို့အများကြီးကျင်သားရတယ်အဲ့တော့ပြီးသူတို့ဒေးချင်းငန်းဘယ်လိုလုပ်ရတယ်ပြီးဘောလုံးမကန်ငယ်ကြောဘယ်လိုရှော့ရတယ်သိရပဲတဲ့ကျွန်တော်ငယ်ဟောဆိုအဲ့လိုမျိုးကြောရှော့တာဘယ်လိုလဲပါလဲညာမသိဘူးဗျာဘာထဲမှာပြင်းတော့အပြင်ထွက်လာပြီးတော့ကွင်းပတ်ကြည့်အောင်နော်ဒါကတော့ကွင်းရဲ့နောက်ဘက်ခြမ်းပေါ့ကွင်းနောက်ဘက်ခြမ်းအမှတန်ရှင်းတွေလုံနေကြတယ်သူတို့ဒါကွင်းရဲ့နောက်ဘက်ခြမ်းပေါ့နော်အမှတန်ရှင်းလုံနေကြပါလေနောက်ကနေလည်းဝင်လို့ရဒီတချို့ရဲ့လူကစားသမားတွေပါဆိုရင်ဒီဘက်အောက်ကနေဝင်ကြအများပါအဲ့လိုမျိုးရှိတယ်ဒါတော့ခုတန်ရှင်းလုံးမျိုးပေါ့နော်အမှအထဲကိုလမ်းကြည့်ဘာပန်းနေတယ်ဒီပန်းနေတွေ့ရနေရိုက်ထားလိုက်တော့ဒီဘက်မှာတော့မုတ်စည်းတန်းရှိရပါတော့မုတ်စည်းတန်းရှိတယ်အမှပွဲရှိရခါကြရင်ပေါ့ဗျာအမှစားလို့ရတာပေါ့စားဖြစ်ကျင်တော့ဗျာအဲ့နားမှာထိုင်နေတယ်အမှငလင်ထုတ်တာဒီနေ့အမှငလင်နေတော့ငလင်လောက်တော့ကြောင်တော့ဖြစ်နေတော့တယောက်တည်းအမှလှုပ်ပြီးသွားတဲ့အချိန်ဒီကိုလူကမယုံတင်ငါဖြစ်ဘလို့ဖြစ်နေမှမသိငလင်းနေပြင်မှာဘလောက်ပဲလှုပ်လို့ပါဒီကောင်လေးကတော့မသိပါဘူးဒီကောင်လေးကပျော်နေကြပါလူမိဘတွေအနေနဲ့ရတယ်ဗျာလိုမျိုးတင်တန်းတွေကိုပေါ့နော်လူရသည်ပဲဖြစ်ပါပြီနော်ပို့တင်နေပေါ့နော်ဘာလို့လဲဆိုတော့ဒီ
ဒီလိုမျိုးထိတွေ့ရှိမှလည်းရမှာပေါ့နော်အခုဆိုရင်သူတို့ရေးဆိုရင်မှဘောလုံးလိုက်လူတဲ့ဟာနဲ့ပေးတာဟိုသူတို့ရေးတေချာတိသွားရဗျာတိလားသူဘယ်လိုဆော့ရမလဲပါညာတိရဗျာဟိုလေ့ကျင့်ခန်းနေစပြီးတော့အခြေခံဆိုသူတို့ကောင်းကောင်းမွန်နားလဲနိုင်တယ်ဗျာကျွန်တော်ငယ်ဟိုကကြာအဲ့လိုမဟုတ်တယ်ဗျာဘောလုံးတစ်လုံးပေးလဲချပေးလဲကန်ကြရဗျာချပေးလဲကန်ကြရဗျာဟိုဝိုင်းလူပြီးကန်ဘာမှနီးစနစ်မရှိဘာမှမရှိသေးရမလားအသက်နည်းနည်းကြီးလာတော့မှနီးစနစ်ဒီပါညာတိလာသူတို့ငယ်အခုကျွမ်းမှာကြာအဲ့လိုမဟုတ်ဘယ်လိုလုပ်ရမလဲဘယ်လိုပေးရမလဲဘယ်လိုဟိုဖြစ်တယ်သူအကုန်လုံးသိရဗျာတင်ရမလားအဲ့တခုကအတတ်ချက်တစ်ခုဖြစ်သွားပါတော့အဲ့ဒါကြောင့်မလို့မိဘအနေနဲ့လည်းဒီမျိုးတင်တဲ့နေများပို့ပေးဖို့တော့လိုမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါပိုကောင်းတယ်ပြီးရင်အားကစားနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်လည်းလှုပ်ရှားလေးဖြစ်တယ်ချွေးထွက်တဲ့အတွက်ကြောင့်ကလေးအနေနဲ့ကျမ်းမာရေးအတွက်လည်းကောင်းတယ်ပေါ့နော်အကြံပေးတာပါဒီလောက်ပါပဲသူတို့လေ့ကျင့်ခန်းပြီးသွားလို့ကြောလျှော်ပြီးတဲ့အချိန်ပေါ့နော်မိဘတွေအနေနဲ့လည်းပေါ့နော်ဒီလိုမျိုးတင်တဲ့နေကိုနေရာတီးကြရင်စုံစမ်းပြီးအဲ့လိုမျိုးတက်ခိုင်းပေါ့နော်အဲ့ဒါမှကလေးတွေကလှုပ်ရှားမှုဖြစ်တာပေါ့ကျွန်တော်ရဲ့တပတ်တာအလုပ်ပေါ့နော်တပတ်တာ3ရက်သွားပေးရတာပါတင်းနှန်းဆရာတွေကအမှစကားပြောနေကြတော့ပြင်မထွက်ဆောင်နေဟုတ်ပါပြီတင်းနှန်းပြီးပါပြီမထွက်လာကြပါပြီခုခေတ်လူငယ်အနေနဲ့ပေါ့နော်ကိုယ်ဝါသနာပါတာကိုပေါ့တေချာရွေးချယ်ပြီးတော့ဒီဇိုင်းမလုပ်မဆိုရင်တော့မဖြစ်နိုင်အောင်ဆိုတော့ကျွန်တော်ခေတ်ကလို့တော့မရှိတော့ဘူးလို့ထင်တာပဲပေါ့နော်ကျွန်တော်ရဲ့ channel ကိုကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းအများကြီးကြည့်ရှုပေးပါဦး